မင်းကလေးဟာမော်ဘန်လုံးလို့လက်မောင်းလေးဆက်တန်းလိုက်ုံတည်ရှိသေးတယ်ဘေးနားကပန်းချီဆရာကစိတ်ယုံမှဝင်လာပြီးအနီးနားမှာတင်သူမကိုစတင်နောက်ဆက်ပါတော့တယ်ဆရာဆိုတဲ့ဂုံပုတ်ကြောင့်မင်းကလေးဟာကြောက်လန့်လို့မတွန်းလှန်ရဲပဲဆရာဘာမှမရှိရင်တမိပြန်တော့မယ်လို့ပြောပြီးကားတကားကိုဖွင့်ကာထွက်ပြေးဖို့စူးစမ်းခဲ့ပါတယ်ဒါပေမဲ့ဒီရုံမာတဲ့ဆရာဟာသူ့ရဲ့ဟန်ဆောင်မှုကိုချွတ်ချလိုက်ပြီးမင်းကလေးရဲ့ဆံပင်ကိုဆွဲကာကားထဲပြန်ဆွဲသွင်းပြီးတကားကိုတောက်ခတ်လိုက်ပါတယ်အဲ့ဒီနောက်တော့ကျင်းမြောင်းလာတဲ့ကားခန်းလေးဟာမင်းကလေးအတွက်မကောင်းမှုပြုကျင့်ခံရတဲ့ထောင်တောင်ပြင်ကြီးဖြစ်သွားခဲ့ရပါတယ်စော်ကားခံရပြီးတဲ့နောက်မင်းကလေးဟာစိတ်ပြက်လက်ပြက်နဲ့နာကျင်စွာငိုကြွေးနေခဲ့ပေမဲ့ထိုရုံမာသူကစိတ်မကောင်းရုံတင်မကပဲနောက်တစ်ခါစကားနားထောင်ဆန်းကြည့်စမ်းဘလောက်အကြမ်းပတမ်းဖြစ်သွားလဲလို့လောင်ပြောင်ပြောဆိုခဲ့ပါတယ်မင်းကလေးဟာစိတ်ဝိညာဉ်မရှိတော့သလိုကားပေါ်ကဆင်းသွားတဲ့အခါထိုသူကမင်းကလေးရဲစခန်းသွားတိုင်းမှာကြောက်တာကြောင့်မင်းကလေးရဲ့မိခင်ဖြစ်သူကိုပါချင်းချောက်စာဖြစ်အသုံးချလိုက်ပါတယ်ရဲစခန်းမသွားဖို့ငါကြံပေးခြင်းနဲ့နင့်မေကြောင်းလဲနင်းနေစဉ်းစားဦးပေါ့ဒီချင်းချောက်မှုဟာမင်းကလေးရဲ့နှလုံးသားထဲကိုဓာတ်နဲ့ထိုးဆိုင်လိုက်တယ်လို့ပါပဲသူမဟာမျက်စိနဲ့ကွင်းအလင်းကွယ်နေတဲ့မိခင်ဖြစ်သူနဲ့ဆင်းရဲဒုက္ခရောက်စွာတူနေထိုင်ရတာဖြစ်ပြီးထိုဆရာကတော့ကြွယ်ဝချမ်းသာကအဆက်အသွယ်ကွန်ရက်တောင်းတင်းသူဖြစ်ပါတယ်ရဲတိုင်ရင်လည်းတရားမျှတမှုရဖို့ခက်ခဲရုံမကပဲမကြမ်းမာတဲ့မိခင်ကိုပါထိခိုက်စေနိုင်ပါတယ်ဒီဆိုရိမ်မှုနဲ့ကြောက်ရွံ့မှုတွေကြောင့်မင်းကလေးဟာနေရောညပါစိတ်တန်ရာရကဆေးဝါးတွေမိဝဲပြီးမှစိတ်ကိုထိန်းချုပ်နေရပါတော့တယ်ဒါပေမဲ့တိရစ္ဆာန်ထက်မာရိုင်းနဲ့ထိုဆရာဟာဒီလောက်နဲ့မရက်တန့်ခဲ့ပါဘူးနောက်နေ့မနက်မှာတင်မင်းကလေးရဲ့အိမ်ထိလိုက်လာခဲ့ပါတယ်မင်းကလေးရဲ့အမေကအမှန်တရားကိုမသိပဲထိုဆရာကိုလိုက်လဲအခန့်နေခဲ့ပါတယ်အိမ်ထဲကမင်းကလေးဟာထိုသူရဲ့အတန်ကိုကြားလိုက်ရတာနဲ့တုံ့လောက်သွားခဲ့ပြီးသူ့အိမ်ထိလိုက်လာရတဲ့အထိတတိရှိနေတာကိုအမှတ်သွားခဲ့ရပါတယ်မျက်စိမြင်တဲ့မိခင်ကိုထိခိုက်မှုမရှိစေချင်တာကြောင့်မင်းကလေးဟာစိတ်ထဲကဆက်ဆုပ်မှုနဲ့ကြောက်ရွံ့မှုကိုအတင်းဖိသိပ်ပြီးထွက်တွေ့ခဲ့ရပါတယ်ထိုရုံမာသူကမိခင်ဖြစ်သူမျက်စိမြင်တာကိုတီးသွားတဲ့အခါပုံမအတိုင်းမသိရဲတင်းလာပြီးမိခင်ရှိမှတင်မင်းကလေးကိုထိကပါရီးကပါလောက်ပါတော့တယ်မင်းကလေးကိုလုံးဝလက်ခုပ်ထဲကရေးဖြစ်အောင်လုပ်ဖို့အတွက်မင်းကလေးရဲ့ပြိုင်ပွဲဝင်ပန်းချီကားဆူရတယ်လို့လင်ညာကမိခင်ဖြစ်သူကိုပြဖို့ဖုန်းကိုထုတ်လိုက်ပါတယ်ဒါပေမဲ့ဖုန်းဆက်ခရင်ပေါ်မှာပေါ်လာတာကတော့မင်းကလေးမဖွယ်မရဓာတ်ပုံများဖြစ်နေခဲ့ပါတယ်ခင်ဗျားမြင်တော့မမြင်ရဘူးဒါပေမဲ့အမှုပညာဆိုတာနှလုံးသားနဲ့ခံစားရတာဒီလိုဆိုလာတဲ့ဓာတ်ပုံတွေကမင်းကလေးရဲ့နောက်ဆုံးစိတ်တက်ကြံခက်ကြံခိုင်မှုကိုရိုက်ချိုးလိုက်ပါတော့တယ်သူမဟာဒူးထောက်ကျသွားပြီးဒီဓာတ်ပုံတွေကိုအပြင်မဖြန့်ဖို့တောင်းပန်ခဲ့ရပါတယ်အခြေအနေကိုမသိတဲ့မိခင်ကတော့တမိဖြစ်သူပညာတတ်မြောက်သွားပြီးထင်းတဲ့ထိုဆရာကိုကျေးဇူးတွေတင်နေခဲ့ပါတယ်ရှောင်ရွဲဓာတ်ပုံကတိတ်လာတာမဟုတ်လားအမေကိုမြင်မြန်ပြောပြပါဦးလာတာပေါ့တိတ်လာတာဒါဆိုရင်ဆရာကိုကျေးဇူးတင်ကြောင်းမြင်မြန်ပြောလိုက်လေဒါတွေကကျွန်တော်လုပ်ပေးတင်တာတွေပါပဲမင်းကလေးကိုလုံးဝထိန်းချုပ်နိုင်သွားပြီလို့ထင်မှတ်သွားတဲ့ထိုသူဟာပုံမရဲတင်းလာပြီးမင်းကလေးကိုရင်ခွင်နဲ့အတင်းဖက်လိုက်ပါတယ်မင်းကလေးလည်းမိခင်ဖြစ်သူရိပ်မိသွားမှဆိုးတာကြောင့်အဆက်တပွဲဖြစ်မှုကိုအန်ကျိတ်ခံရင်မယုံထွက်ရဲခဲ့ပါဘူးနောက်နေ့မှာတော့မိခင်ဖြစ်သူဟာတတိတချင်းပြင်ဆင်ပေးပြီးဆရာကိုကျေးဇူးတင်ကြောင်းတွားရောက်ပေးအပ်ဖို့တမိဖြစ်သူကိုမှာကြားလိုက်ပါတယ်ရိုးသားလာတဲ့မိခင်ကြီးဟာဒီကျေးဇူးတင်ခြင်းကတမိဖြစ်သူကိုအနေရောတဲ့ထက်မှန်တွန်းပို့လိုက်တာဖြစ်မှန်မသိခဲ့ပါဘူးမင်းကလေးပန်းချီခန်းစီရောက်သွားတဲ့အခါထိုဆရာကသူ့ရဲ့ဇနီးဖြစ်သူရှေ့မှာမျက်နှာချိုသွေးကအောက်ကျနေတာကိုမတော်တဆတွေးလိုက်ရပါတယ်ပြင်ပမှာတာနာလာတဲ့ပန်းချီဆရာကြီးဟာအိမ်မှာတော့ယာဒူးနေပါလာတဲ့ရောက်တယောက်သားလျင်ဖြစ်နေခဲ့တာပါဒေါသကြီးလာတဲ့ဇနီးဖြစ်သူထွက်သွားတာနဲ့ထိုသူဟာသူ့ရဲ့ရက်ဆက်တဲ့ဗီဇကိုပြန်ထုတ်လိုက်ပြီးတတိချင်းကိုကျမ်းပြင်ပေါ်ရိုက်ခွဲလိုက်ပါတော့တယ်။ကျောင်းကထွက်ချင်တယ်မင်းကိုလက်တလောကောင်းကောင်းဆက်ဆံပေးလိုက်တော့ဒီလိုစကားတွေပြောရဲလာတာပေါ့မင်းလည်းငါ့ကိုအထင်သေးတာလားထို့နောက်မင်းကလေးဟာနာကျင်စရာမနှုတ်ပစံသောနှိမ့်ဆက်မှုတွေကိုထပ်မံခံခဲ့ရပါတယ်စက်တိုက်ဆိုသလိုစော်ကားခံရမှုတွေကမင်းကလေးကိုကလဲစားချေဖို့ပြေဝဆုံးဖြတ်ချက်ချစေခဲ့ပါတယ်စောစောကနှိမ့်ဆက်ခံရစဉ်အတွင်းမှာပဲထိုသူပိုးသက်ဆေးတွေတင်စစ်ထားတဲ့အန်ဆွဲကိုမတော်တဆတတိထားမိခဲ့ပြီးဒါဟာသူမရဲ့အစီအစဉ်အတွက်အရေးကြီးဆုံးတဲလုံစာဖြစ်လာခဲ့ပါတယ်မကြာမီမှာပဲအခွင့်အရေးရောက်ရှိလာခဲ့ပါတယ်အတန်းထဲကသူငယ်ချင်းတွေရဲ့စုတ်တန်ကုန်သွားတာကြောင့်မင်းကလေးကဆရာရုံးခန်းစီသွားယူပေးမယ်လို့သဘောတူလိုက်ပါတယ်လူမရှိတဲ့အချိန်မှာအန်ဆွဲကိုဖွင့်ပြီးအထက်ကဆေးတွေကိုယူဆောင်ခဲ့ပါတယ်အိမ်ပြန်ရောက်တဲ့အခါဆေးတောင်9000ရဲကဆေးရည်တွေကိုတက်ဆင်ပြီးပြားမြင့်ကဒေးစင်နိုင်လောက်တဲ့ဆေးတောင်တစ်တောင်ဖြစ်ပြန်လဲထုတ်ပိုးလိုက်ပါတော့တယ်ဒီလိုနဲ့ကျူးလွန်သူနဲ့ခံရသူတို့ရဲ့အခန်းကဏ္ဍဟာလုံးဝပြောင်းလဲသွားခဲ့ပါပြီနောက်နေ့ကျောင်းရောက်တဲ့အခါမင်းကလေးကသူမရဲ့မျက်ဝန်းတွေနဲ့ထိုသူကိုမြှူဆွဲပြလိုက်ပြီးယာကစိတ်ကြစေမဲ့စာတစောင်ပို့လိုက်ပါတယ်ထိုသူကလည်းမင်းကလေးဟာအရှုံးပေးလိုက်ပြီလို့ထင်မှတ်ကမနေနိုင်တော့ပဲပြားမြင့်ထားတဲ့ဆေးတောင်ကိုချက်ချင်းတောက်မြုပ်လိုက်ပါတော့တယ်မင်းကလေးနဲ့အတူပျော်ပါရတော့မယ်လို့တွေးတော့နေစင်မှာပဲမျှော်လင့်မထားတဲ့အမှားတစ်ခုရုတ်တရက်ဖြစ်ပွားခဲ့ပါတယ်မင်းကလေးရဲ့သူငယ်ချင်းမလေးဟာပန်းချီခန်းထဲမှာပန်းချီဆွဲရင်ကျန်ရှိနေခဲ့တာပါဆေးစွမ်းတွေပြင်းထန်စွာပြန့်နှံ့လာတဲ့ထိုသူဟာအပြစ်မဲ့ထိုချောင်းသူလေးကိုမြင်လိုက်ရတဲ့အခါယာကစိတ်တွေကျွတ်တက်လာပြီးအသိစိတ်လုံးဝလွတ်ကင်းသွားကထိုချောင်းသူလေးကိုပဲသူဤပြစ်မှတ်ဖြစ်အထင်မှားသွားပါတော့တယ်